အရင်အထက်စူးစမ်းလေ့ကျင့်နေတဲ့ဆိုတဲ့အတန်းစိန်အားလုံးပဲမင်္ဂလာပါရှင်လူငယ်ကစားသမားလေးတန်းစင်ရတော့လာမယ့်ပွဲမှာအကောင်းဆုံးပုံစံမျိုးနဲ့ပြန်လာနိုင်အောင်လေ့ကျင့်မှုတွေနဲ့ဒါဖြတ်တန်းနေရကိုတွေ့ရပါတယ်တန်းစင်ရတော့ခုစဉ်အကိုပြစ်သူနဲ့အတူတူလေ့ကျင့်ခန်းတွေကိုပို့လို့ဖြစ်နေရပါသူကတော့လာမယ့်ပွဲအတွက်သူရမားတွေအားနည်းချက်တွေကိုပြင်ဆင်ပြီးတော့အကောင်းဆုံးပုံစံမျိုးနဲ့ပြန်လာမယ်လို့ပြောဆိုထားပါတယ်လာမယ့်ပွဲမှာသူပြောထားသလိုအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မလားဆိုတာကိုတော့စောင့်ကြည့်အောင်ပါတန်စင်ရတော့ခုနောက်ပိုင်းဝမ်မှာနိုင်ပွဲတွေကိုယူပြမနိုင်သေးပဲရှုံးပွဲတွေနဲ့ဆက်နေပါတယ်။ဒီကနေ့မှာတော့တန်စင်ကမတည့်ရလိုက်ပါ။တချန်လေးကသူ့အတွက်တော့အရင်ကအဓိပ္ပာယ်ရှိရလို့ဆိုပါတယ်။အဲအကြောင်းလေးတွေကိုလည်းတန်စင်ကသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်နေအခုလိုပဲရေးထားမျှဝေလာခဲ့ပါတယ်။တန်းစင်အားကျွန်တော်ကိုမတည့်ရလိုက်ပါတချင်လေးကိုလက်ဆောင်ပေးရဆိုတော့ကိုရှက်ကင်နဲ့တေးကိုထိုက်တို့ကိုကျေးဇူးတင်ပါတယ်ဒီတချင်လေးကကျွန်တော်အတွက်အဓိပ္ပာယ်တွေအများကြီးရှိပါတယ်ဆိုပြီးရေးထားမျှဝေထားခဲ့ပါတယ်အခုစင်တန်းစင်ကသူလေးကျင့်နေတဲ့ဗီဒီယိုလေးတွေကိုလည်းသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာပြန်လည်မျှဝေထားပါတယ်အခုလက်ရှိမှာတော့တန်းစင်ကဝမ်မောင်ရှုံးပွဲဆက်နေပြီးလာမယ့်ပွဲမှာနိုင်ပွဲရယူပြလာနိုင်အောင်ကြိုးစားမှာပါတန်းစင်ကတော့အခုဖြစ်သူနဲ့ပတ်သက်ပြီးတော့လေသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအခုလိုပဲရေးသားမျှဝေထားခဲ့ပါတယ်တန်စင်ဟာမိဘနှစ်ပါးပေါ်တပည့်တော်ရဲ့ဘဝအတက်သွေးချွေရင်ပြီးလှုပ်ကြွေရတဲ့အကျိုးကုသိုလ်တို့ကြောင့်တပည့်တော်ရဲ့ကိုယ်ရေးမျက်လုံးအတွက်အထောက်အကူဖြစ်ရပါလို့ဤဆိုပြီးတန်စင်ဟာရေးသားမျှဝေထားခဲ့ပါတယ်။ပရိသတ်တွေကတော့တန်စင်ကိုလာမယ့်ပွဲမှာအကောင်းဆုံးပုံစံမျိုးနဲ့မြင်တွေ့ချင်နေကြပါတယ်။လူငယ်ကစားသမားလေးတန်စင်ကတော့အခုစင်လာမယ့်ပွဲအတွက်အကိုဖြစ်သူနဲ့အတူတူလေးချင်းမှုတွေကိုပြုလုပ်နေပြီးဖြစ်ပြီးတန်စင်ကပြီးသွားခဲ့တဲ့ရှုံးပွဲနဲ့ပတ်သက်ပြီးတော့လေတချို့သူတွေရဲ့လောင်ပြောင်မှုတွေကသူ့အတွက်ခွန်အားဖြစ်စေတယ်လို့ဆိုပါတယ်။လောင်မယ့်ပွဲမှာတော့တန်စင်ကအကောင်းဆုံးပုံစံမျိုးနဲ့ပြန်လာမှသိကြပါတယ်။ထွန်းလင်းမှုကတော့ညဖြစ်သူကိုအောင်မြင်တဲ့ကစားသမားတရားဖြင့်မြင်တွေ့ချင်နေပြီးတန်စင်ကိုစိတ်ရောကိုယ်ပါနှစ်ပြီးတော့စူးစမ်းလေ့ကျင့်ပေးနေပါတယ်။အခုပြီးသွားခဲ့တဲ့တန်စင်ရဲ့ရှုံးပွဲနဲ့ပတ်သက်ပြီးတော့လေထွန်းလင်းမှုကစိတ်ခွန်အားတွေအပြည့်အဝပေးခဲ့ပါတယ်။တန်းစင်ကဝမ်မောင်ရှုံးပွဲဆက်နေပြီးလာမယ့်ပွဲမှာနိုင်ပွဲရယူပြလာနိုင်အောင်အကောင်းဆုံးပြင်ဆင်ထားဖို့အရေးကြီးပါတယ်။ကဲပရိသတ်ကြီးလည်းအားပေးစကားတွေကိုပြောပြခဲ့ပါအောင်ရှင်။